ယောမင်္ဂလာပါသွားပြီအဲ့ကောင်ဘွားဖြစ်ပြီနော်အဲ့ကောင်ဘွားဖြစ်ပြီရိုက်တဲ့သူကလည်းတေးချာကိုချိန်ပြီးရိုက်ထားတာနော်ဘာဖြစ်ဖြစ်ငါကောင်ကတန်ပါတယ်နော်စော်လေးနှစ်ယောက်ကဖမ်းတာဆိုတော့နေုံသွားပြီအဲ့ကောင်3000ပဲဟုတ်ပြောချင်တာအဲ့နေရာမှာဓာလီတယောက်တစ်ချောင်းလောက်ပေးလိုက်ပါလားတကယ်အဲ့လောက်ထိအောင်ခင်ဗျားတို့ပွဲဖြစ်ချင်နေရင်တရက်ကျွန်တော်တို့တွေအရန်ပျော်ရတာပေါ့အဆင်ပြေပါတယ်စကရီးကျန်းလာလားသူတို့မှအသက်များအပူပါလားကျန်းစောက်ရမ်းမိုက်တယ်အဲ့ဒါကြောင့်မို့လဲကဘာကြော်တာလည်းမပြောနဲ့ဗျသူတို့တွေရဲ့စွန့်စားမှုတွေကအသက်နဲ့ထပ်ထားတာโอเคဝေဖန်နေတာကိုအောင်စုအဝဲရရပေါ့နော်ကိုကွန်းတီဒီ post ကိုမြင်ပါစေဒီမှာသူကလေကွန်းတီကိုအရန်ကြိုက်လို့ဆိုပြီးတော့လေသူရဲ့လက်မှာတက်တူထိုးလိုက်ပါပြီကွန်းတီမှကွန်းတီဖြစ်နေပါပြီအဲ့တော့ကြိုက်ရင်ပါဇက်ထဲမှာငုံထားလိုက်ပါလားဟိကလှန်ပြလိုက်ပါအကိုကိုဒီအရင်ချက်ပါအကိုကိုဒီပဲတော့လိုက်ခဲ့ပါမယ်ရှင်မရှိလေကိုကိုဒီကိုလည်းအရာအားပေးပါတယ်အရင်ချလို့ဆိုလည်းဒီတက်တကယ်ပဲတက်တူးထိုးရတာနော်သူရဲ့နာမည်လေးမပြနဲ့ surprise ကွာဘယ်လောက်ချစ်တဲ့အကြောင်းလဲပြောအရင်လည်းချစ်ပါတယ်အရင်အနာခံပြီးတော့တောင်းပို့ထားရတာပါနော်အခုကိုဒီအရင်ချစ်ပါတယ်ကိုရနဲ့ရောပြီးတော့ထားမတက်ကိုချစ်ပါတယ်ငုံထားလိုက်ရောပြီးတော့ငုံချီတာပါနော်အလောက်ချစ်ကိုချစ်တာပါတက်တူးထိုးထားပါတယ်လက်မောင်းโอเคကဲဟုတ်ပါပြီကဲဒီမှာကြည့်လိုက်ပါဦးအသားရပါတော့လေးရှိနေတယ်ကိုဟာကိုခေါ်လိုက်ကွန်တီတွေ့ရနော်ဖြုတ်ရင်အဲ့လိုဖြုတ်ရတယ်ဒါကြောင်နေတဲ့ကောင်မတွေကိုပြန်ဖြုတ်သွားတာโอเคညီမလေးတွေထပ်စော်ပေးဒါမျိုးအားပေးကျင်တာမစနဲ့ကွာငိုချင်းလား